အားလုံးပဲမင်္ဂလာပါရှင်စုရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်2025ကုန်လို့2026ကိုရောက်တော့မယ်เนาะဒီနေ့မှာတော့စုက2026ခုနှစ်မှာရေပန်းစပြီးတော့ဟော့ဖြစ်လာမဲ့စီးပွားရေးလုပ်ငန်းတွေအကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်အခုပြောပြမဲ့နီလန်းတွေကကြတော့စုကိုယ်တိုင်လည်းလုပ်ခဲ့တယ်ထိုက်တဲ့အမြတ်စွန်းတွေလည်းရခဲ့တယ်။ဒါကြောင့်မို့လို့ဒီနီလန်းလေးတွေကိုမျှဝေပေးမှာပဲဖြစ်ပါတယ်။ဒီနီလန်းလေးတွေကကြတော့တစ်ခုနဲ့တစ်ခုဆက်ဆက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်။ပြီးရင် channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်ရှင်။ပထမနီလန်းကကြတော့ TikTok တို့ YouTube တို့ Facebook တို့တွေမှာဗီဒီယိုလေးတွေဖန်တီးပြီးတော့တင်တာပဲဖြစ်ပါတယ်။စုတို့ရဲ့မြန်မာနိုင်ငံမှာကြတော့ monetization ရှောက်ဖို့အတွက်ဆိုလို့ရှိရင် service တွေအများကြီးရှိတယ်။အဲ့လိုမျိုးဒါပေမဲ့ monetization အောင်ဖို့အတွက်ဆိုလို့ရှိရင်တော့ကန့်သက်ချက်တွေလည်းအများကြီးရှိပါတယ်။ဗီဒီယိုတွေတင်တဲ့အခါမှာလည်းပဲဗီဒီယိုတစ်ပုဒ်ရဖို့အတွက်ပေါ့နော်တတိတတန်ကြီးအချိန်ပေးပြီးတော့ရိုက်နေစရာမလိုပါဘူးကိုယ့်ရဲ့တနေ့တာလှုပ်ဆောင်ချက်တွေကို record ယူပြီးတော့ဗီဒီယိုလေးတွေဖန်တီးပြီးတော့တင်လို့ရပါတယ်အဲ့မှာဗီဒီယိုတင်တဲ့နေရာမှာလည်းပဲ YouTube မှာတင်မယ်ဆိုလို့ရှိရင်တော့9မိနစ်စာဗီဒီယိုလေးတွေကိုတင်ရမှာပဲဖြစ်ပါတယ်TikTok တို့ Facebook တို့မှာဆိုလို့ရှိရင်တော့1မိနစ်ကျော်ဗီဒီယိုလေးတွေကိုနေ့တိုင်းတင်ပေးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်ကိုကဥမာနေ့တိုင်းမတင်ဘူးဆိုရင်တော့မှာပေါ့နော်တပတ်ကို2ပုတ်လောက်3ပုတ်လောက်တော့တင်ပေးပါပေါ့နော်တကယ်လို့တစ်လနေမှတစ်ခါလောက်ပဲတင်တာမျိုးဆိုလို့ရှိရင်တော့အဲ့မျိုးဆိုတော့အဆင်မပြေပါဘူးနေ့တိုင်းကိုကဇွဲရှိနဲ့ပေါ့နော်စူးစမ်းပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့ဒီနီလန်းကအောင်မြင်မှာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနီလန်းကကြတော့ဂူးထလောက်ပြီးတော့ဂူးအောင်မြင်တဲ့လုပ်ငန်းတော့မဟုတ်ပါဘူးအချိန်တော့နည်းနည်းပေးရပါတယ်နောက်ထပ်နီလန်းတစ်ခုအနေနဲ့ကကြတော့စုလို့မှာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုရှိဖို့တော့လိုအပ်ပါတယ်ဥမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ရေမွေးရောင်းတာပဲဖြစ်ဖြစ်အင်ကြီးချုပ်တာပဲဖြစ်ဖြစ်ဖနှက်ချုပ်ပြီးတော့ရောင်းတာပဲဖြစ်ပေါ့နော်ပြီးရင်ကိုတက်ထားတဲ့အိမ်နွေးမှုအတတ်ပညာတစ်ခုခုပေါ့နော်မုံလုံးရောင်းတာပဲဖြစ်ဖြစ်စားတော့ကုန်လုပ်ငန်းတွေလုပ်ပြီးတော့ရောင်းတာပဲဖြစ်ဖြစ်အဲ့လိုမျိုးကိုယ့်ရဲ့တက်ပညာကိုအကျိုးရှိရှိအသုံးချမယ်ဆိုလို့ရှိရင်အောင်မြင်မှာပဲဖြစ်ပါတယ်ရောင်းတဲ့နေရာမှာလည်းပဲပေါ့နော်ခုနကတော့ပထမပြောခဲ့တဲ့နီလန်းအတိုင်းအသုံးပြုပြီးတော့ social media ပေါ်မှာပေါ့နော်ကိုယ့်ရဲ့လုပ်ထားတဲ့လုပ်ငန်းလေးတွေကိုကိုလုပ်ထားတဲ့ပစ္စည်းလေးတွေကိုပေါ့နော်ဗီဒီယိုလေးတွေရိုက်ပြီးတော့ shop TikTok မှာဆိုလို့ရှိရင် shop လေးတွေတင်မယ်မျိုးတင်ပြီးတော့ရောင်းမယ်ဆိုလို့ရှိရင် social ကနေပြီးတော့လည်းပဲဝင်ငွေရလာမှာပဲဖြစ်တယ်လို့ကိုပစ္စည်းကိုရောင်းရတဲ့အတွက်လည်းပဲဝင်ငွေရလာမှာပဲဖြစ်ပါတယ်ဒါတော့ဒီနီလန်းကကြတော့တစ်ချက်ကုန်နှစ်ချက်ပြတ်နီလန်းပဲဖြစ်ပါတယ်နောက်တနည်းအနေနဲ့ကကြတော့ game item တွေကိုရောင်းတာပဲဖြစ်ပါတယ်အခုလာမယ့်2026မှာဆိုလို့ရှိရင်ပေါ့နော် social media မှာပဲဖြစ်ဖြစ်game နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော် e-sport တွေခေတ်စားလာတဲ့အချိန်မှာဆိုလို့ရှိရင်လူတွေကတယောက်နဲ့တယောက်အပြိုင်ဆိုင်တွေဖြစ်လာကြတယ် game နဲ့ပတ်သက်ပြီးတော့လည်းပဲအပြိုင်ဆိုင်တွေဖြစ်လာတယ်ပေါ့နော်တချို့ကဆိုလို့ရှိရင်သူတို့တွေမှာitem တွေဘယ်လောက်ရပြီး skin တွေပေါ့နော်ဘယ်လောက်ရပြီးဆိုတာကိုသူတို့တွေကအပြိုင်လဲအကြွားချင်ကြတယ်ပေါ့နော်အပြိုင်ဆိုင်ပြီးလို့ရှိရင် event တွေပေါ်လာတဲ့အခါမှာဆိုလို့ရှိရင်လည်းပဲမဲတွေဖောက်ပေးကြတယ်ပေါ့နော်အဲ့လိုမျိုးမဲဖောက်ပေးဖို့အတွက်ဆိုလို့ရှိရင်လည်းပဲ game item တွေလိုအပ်ပါတယ်ဥပမာဆိုလို့ရှိရင် UC တို့ diamond တို့ရောင်းတာပေါ့နော်အဲ့လိုမျိုးရောင်းတာတော့အဆင်ပြေပါတယ်ခုခေတ်ကာလနဲ့ဆိုလို့ရှိရင်ရောင်းတဲ့နေရာမှာလည်းပဲစောစောပထမပြောခဲ့တဲ့နီးလက်အတိုင်းပဲ social media ကိုကောင်းကောင်းအသုံးချပြီးတော့ရောင်းမယ်ဆိုလို့ရှိရင်လုံးဝအဆင်ပြေတဲ့နီးလက်ပဲဖြစ်ပါတယ်နောက်ထပ်နီလန်းတစ်ခုအနေနဲ့ကကြတော့ဂျာစီတွေရောင်းတာပဲဖြစ်ပါတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်ပေါ့နော်ပွင့်လင်းရသည်ကိုလည်းရောက်လာပြီပြီးအားစားပွဲတွေကလည်းပဲအများအပြားပေါ့နော်အပြိုင်ဆိုင်တွေဖြစ်လာတယ်ဂိမ်းနဲ့ပတ်သက်တာတွေကလည်းအပြိုင်ဆိုင်ဖြစ်လာတယ်အဲ့လိုမျိုးဖြစ်လာနေတဲ့အချိန်မှာကိုကနေပြီးတော့ဂျာစီတွေကိုပေါ့နော်ကိုယ်တိုင်ဒီဇိုင်းဆွဲပြီးတော့ပုံဖော်ပြီးတော့လုပ်ပြီးတော့ရောင်းတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ခေတ်စားနေတဲ့ဂျာစီတွေကိုပေါ့နော်အဲ့လိုမျိုးစုံစမ်းပြီးတော့အဆင်ပြေတဲ့ဆိုင်ရနေပြီးတော့ယူရောင်းတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတွေလုပ်မယ်ဆိုလို့ရှိရင်တော်တော်ဒီဂျာစီတွေကအယောင်သွက်မှာပဲဖြစ်ပါတယ်ဒါမလို့ဒီနီလန်းကိုလုပ်ဖို့အကြံပေးခြင်းပါတယ်ဒီနေရာမှာကျတော့ဂျာစီတွေမဟုတ်ဘူးပေါ့နော်တခြားခုခေတ်စားနေတဲ့ဟူဒီတို့တီရှပ်တို့ပေါ့နော်အဲ့လိုမျိုးတွေကိုလည်းပဲရောင်းလို့ရပါတယ်စုကိုယ်တိုင်လည်းပဲပေါ့နော်အခုအဲ့လိုမျိုးလေးတွေကိုရောင်းနေတာပဲဖြစ်ပါတယ်တော်တော်အဆင်ပြေတဲ့နီလန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနီလန်းလေးကိုမျှဝေပေးတာပဲဖြစ်ပါတယ်
နောက်ထပ်နီလန်တစ်ခုအနေနဲ့ကကြတော့ handmade လုပ်တာပေါ့နော် handmade တွေအများကြီးရှိတဲ့အထက်မှာစုပြောပြခြင်းနဲ့ handmade ကကြတော့ဖုံးကာပါလုပ်တာပေါ့နော်ဖုံးကာပါလုပ်တဲ့နေရာမှာလည်းပဲလိုအပ်တဲ့ accessory တွေမိုးတွေကိုကိုယ့်ရဲ့ပေါ့နော်အဆင်ပြေတဲ့ပေါ့နော်ဟိုဟာ social ကနေပြီးတော့မှာယူပြီးပြီးတော့စမ်းသပ်ကြည့်လို့ရပါတယ်ခုနောက်ပိုင်းလူတွေတော်တော်များများကလေအဲ့လိုမျိုးဟို handmade တွေပဲပေါ့နော်ပို့ပြီးတော့စိတ်ဝင်စားလာကြတယ်ဖုံးကာပါရဲ့လို့မှတော့မဟုတ်ပါဘူးပေါ့နော်တခြားပစ္စည်းတွေအများကြီးလည်းရှိရပေါ့နော်တခြားဟာတွေကိုလည်းပဲလူတွေကအဲ့လို handmade တွေဆိုလို့ရှိရင်ပို့ပြီးတော့လူကြိုက်များလာကြပါတယ်အဲ့လို handmade လုပ်တဲ့နေရာမှာလည်းပဲကိုကပေါ့နော်ကိုဖန်တီးရင်ဖန်တီးသလောက်ကိုတီထွင်နိုင်သလောက်ပေါ့နော်လူတွေပို့ပြီးတော့စိတ်ဝင်စားလာမှာပဲဖြစ်ပါတယ်ပြီးရင်ဈေးကိုလည်းပဲပေါ့နော်အများကြီးလည်းမဟုတ်အနည်းလည်းမဟုတ်ပေါ့နော်အလဲဈေးနဲ့ရောင်းမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်သူ့ရဲ့တငယ်ချင်းတယောက်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးဖုန်းကာပါတွေလုပ်ပြီးတော့ရောင်းတာပေါ့နော်သူကကြတော့ social media ကိုလည်းကောင်းကောင်းတုံးပြတဲ့အတွက်ကြောင့်မလို့သူ့ရဲ့လုပ်တဲ့ဥစ္စာပေါ့နော်တစ်ပတ်ကို4ခု5ခုလောက်ပေါ့နော်လုပ်ရတယ်အဲ့တော့တော်တော်လေးကိုအဆင်ပြေတဲ့နီလန်ပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့ reseller လောက်တာပေါ့နော်ဒီလုပ်ငန်းကကြတော့ကို့မှာအရင်းနှီးမရှိရင်တော့မှပဲစပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဒီလုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်တော့သူများထက်ပေါ့နော်သက်တာတဲ့ဈေးသက်တာမဲ့နေရာကိုရှာဖွေဖို့တော့လိုအပ်ပါတယ်ပြီးလို့ရှိရင်ကိုယ့်အပေါ်ပေါ့နော်ယုံကြည်စိတ်ချတဲ့လူပေါ့နော်အဲ့လိုမျိုးလူကိုကလည်းပဲသူ့ကိုယုံကြည်စိတ်ချရတဲ့လူအဲ့လိုလူမျိုးကိုတော့ရှာဖွေဖို့လိုအပ်ပါတယ်အဲ့လိုမျိုးလုပ်လို့ရှိလို့ရှိရင်တော့ကိုကပေါ့နော်ကော်မရှင်ကလည်းရတယ်လို့ကိုယ့်ရဲ့စီးပွားရေးလမ်းကြောင်းကိုပေါ့နော်စတင်ဖို့ခြေလှမ်းတွေလည်းရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ reseller လုပ်တဲ့နီလန်လေးကကြတော့ကိုမှအရင်အများကြီးမရှိရင်တော့မှာပဲပေါ့နော်ကိုကလုပ်လို့ရတဲ့နီလန်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးရဲ့အဆက်ကိုနောက်နေ့မှတင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်